ကိုနဲ့တွေ့ရမယ်ဆိုတော့အရင်ခုံနေအခုစိတ်လူရှာပါတယ်ဒါပေမဲ့မပြောပြတော့ဘူးရှင်တော့ခုံနေပါရှင်ကိုတိုင်းကအပြင်မှာမြင်ဘူးတယ်ကိုတိုင်းကအပြင်မှာရော TV ထဲမှာရောဒီတက်ထက်သေးပဲကြာနေမယ်လို့ထင်တယ်ပြင်မှာပို့ပြီးတော့မိုက်တယ်လို့ခံစားရတယ်ကိုတိုင်းကညီမပြင်ထားတဲ့ဒီပုံစံလေးကိုမြင်မယ်ဆိုလို့ရင်သဘောကျမယ်လို့ထင်တယ်အဲ့ဒါတော့သူ့ရဲ့စိတ်ကူးပေါ့ပြောတယ်မပြောတော့မပြောပြတော့ဘူးအဲ့ဒါကြတော့အကိုပြောမှပဲသိတာဆိုတော့လေအာကစားနဲ့ပတ်သက်တဲ့အပိုင်းလေးကိုပါမယ်ထင်တယ်အကိုကအာကစားဝါဒတာပါတယ်လေဂျင်လေးပါတယ်ဆိုတော့အဲ့လိုမျိုးတွေတော့ဆော့ရမယ်လို့တော့ထင်တာပဲအကိုဒီထက်အများကြီးပို့ပြီးတော့အောင်မြင်စေခြင်းနဲ့ရုပ်ရှင်စကားတွေအများကြီးရိုက်ပြီးတော့လေအကယ်ဒမီတွေအများကြီးရစေချင်ပါတယ်ကြည့်လျှောက်လဲလူပညာလမ်းကြောင်းမှာအကယ်ဒမီစင်မြင့်ထက်ကြီးမှာအကိုမြင်ချင်းပါသေးတယ်ဒီထက်မှကလည်းစူးစမ်းပါဒီထက်မှကလည်းအပ်ပေးပါမယ်အကိုအများကြီးအပ်ရင်တော့စူးစမ်းပါပြီးအကယ်ဒမီရအောင်အများကြီးစူးစမ်းပါညီမတို့ကလည်းကိုယ်နာမှာမြင်နေရှိတယ်နော်